အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကို TikTok ကနေပြီး brother တယောက်ကမေးထားတယ်သူကဗာမေးထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ TikTok မှာပေါ့နော်ကျွန်တော်ရဲ့ wall ထဲကိုဝင်ကြည့်လို့ရှိရင်ဒီလိုမျိုးကျွန်တော်ရဲ့ design တွေ cover photo တွေကိုမြင်နေရမယ် TikTok မှာမဟုတ်ဘူးကျွန်တော်တို့ပြီးလို့ရှိရင်ဒီမှာ Facebook မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပေါ့ကို wall ထဲဝင်ကြည့်လိုက်တယ်ဒီလို design တွေမြင်ရမယ်လိုမျိုး Facebook တို့ TikTok တို့နောက်ပြီးလို့ရှိရင် YouTube မှာလည်းဒီလိုမျိုးမြင်နေအောင်ဘယ်လိုလုပ်လဲ brother ကြီးတဲ့ပြီးတော့ cover design တွေအောင်ဘယ်လိုလုပ်လဲဆိုတာလေးကိုကျွန်တော်ဒီနေ့ပြန်ပြောပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီလိုမျိုးကိုယ့်ရဲ့ wall ထဲကိုဝင်လိုက်တာ ਨੇ ဒီလိုလေးတွေဘယ်လိုမြင်အောင်လုပ်လဲဆိုတော့ကျွန်တော်အရင်ဆုံးပြောပြပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော် TikTok မှာလုပ်ပြမယ်เนาะ TikTok မှာကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ် video တင်မယ်ဆိုလို့ရှိရင် plus cloud လေးကိုနှိပ်မယ် plus cloud လေးကိုနှိပ်လိုက်ရင်ဒီလိုနေထားပေါ်လာရင်ကျွန်တော်တို့ကတင်မဲ့ video ကိုရွေးလိုက်မယ်ဆိုတော့ကျွန်တော်ဒီ video လေးနဲ့စမ်းပြမယ်ဆိုတော့ကျွန်တော်ဒီ video လေးရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ရှေ့သို့ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီနေရာရောက်လို့ရှိရင်ဒီမှာကြည့်ရမှာတခုကဘာလဲဆိုတော့ cover ကိုတီးဖြတ်ပါဆိုတော့ဒီမှာเนาะ cover ကိုတီးဖြတ်ပါအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ edit cover ဆိုပြီးတော့ပေါ်နေလိမ့်မယ်အကောင့်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုပေါ်လာပြီဒီလိုပေါ်လာပြီဆိုတော့ဒီအနေထားမှာတချို့ကလည်းဒီလိုတွေပေါ်နေတဲ့အနေထားတွေရှိတယ်ကိုကဒီတိုင်းပဲတင်လိုက်မယ်ဆိုလို့ရှိရင်ခုနမြင်နေရတဲ့ cover photo တွေကဒီတိုင်းပဲပေါ်နေမယ်အဲ့တော့ကြတော့ကိုကဒီဘက်အစိတ်ဆုံးအထိကိုရွေးထားတဲ့ cover phone ကိုရွေးပြီးတော့မှဒီအပေါ်က save လို့ကိုနှိပ်ကြမယ်เนาะတကယ်လို့ကိုကဒီမှာ cover photo တွေကို video တွေကဟာတွေကိုကိုမသုံးချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာ plus cloud ရှိတယ်ပေါ့เนาะဒီ plus cloud လေးကိုထပ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုတွေကကြိုက်တဲ့ပုံကိုရွေးပြီးတော့အဲ့မှာ upload လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုပဲကိုယ့်ရဲ့ cover အတိုင်းပဲပေါ်လာမှာပဲဖြစ်တယ် Facebook မှာဆိုရင်လည်းထိုနည်း၎င်းပဲကျွန်တော်တို့အပေါ်ကဒီ plus လေးကိုနှိပ်လိုက်မယ်ပြီးရင် post တင်မယ်ပြီးလို့ရှိရင် post ထဲမှာခုနကကိုတင်မဲ့ video ရွေးလိုက်မယ်ပေါ့နော်ဥပမာတစ်ခုအနေနဲ့ကျွန်တော်ဒါလေးကိုရွေးလိုက်မယ်ရွေးလိုက်ပြီးရင် next လုပ်လိုက်ပြီးတော့ caption အနေနဲ့ဘာညာပေါ့ရေးလိုက်ပေါ့ရေးပြီးရင် done နေပြီးရင် next လုပ်လိုက်ပြီဆိုတာ ਨੇ ဒီအဆင့်ကိုရောက်သွားပြီဒီအဆင့်ကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာထိတ်မှာ edit ဆိုတာရှိတယ်ဒီကောင်လေးကိုနှိပ်လိုက် edit ဆိုတာလေးကိုနှိပ်လိုက်ရင်သူကဒီလိုမျိုးပေါ်နေအဲ့ဒါကိုကဒီတိုင်းတင်လိုက်ရင်ဒီလိုနောက်ကျောပေးထားတဲ့အနေကြီးနဲ့ပဲတက်လာမှာအဲ့တော့ကျတော့ကိုကဒီဘက်ကိုနည်းနည်းလေးရွှေ့ပြီးကိုလှုပ်ထားတဲ့ cover design လေးကိုရွှေ့လိုက်ကိုလှုပ်ထားတဲ့ cover design ရဲ့ gallery ထဲမှာဆိုလို့ရှိရင်လည်းဒီကောင်လေးကိုနှိပ်လိုက်ရင်ဘယ်ပုံရွေးမလဲဆိုတာသူတက်လာလိမ့်မယ်ဆိုတော့ Facebook မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ် YouTube မှာပဲဖြစ်ဖြစ်ဒီတိုင်းလုပ်လို့ရှိရင်အဆင်ပြေပဲ cover design တွေအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အချိန်ကုန်ခံပြီးကိုယ့်အောင် design တွေထိုင်ဆွဲမနေဘူး AI ခေတ်ကြီးထဲမှာကျွန်တော် AI ကိုပဲဆွဲခိုင်းလိုက်တယ် AI နဲ့ကျွန်တော် cover design တွေဘယ်လိုဆွဲလဲဆိုတာကိုလည်းကျွန်တော်တစ်ခါတည်းပြပေးသွားမယ်ဒီ design တွေကိုကျွန်တော် AI ကိုထုတ်ခိုင်းတဲ့အခါမှာကျွန်တော် ChatGPT ကိုသုံးတယ် prompt လေးပါနေပါရေးတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ခုနရိုက်ထားတဲ့ဒီပုံလေးကိုပေါ့နော်ကျွန်တော်ယူလိုက်တယ်ယူလိုက်ပြီး prompt ကလည်းခက်ခဲရေးစရာမလိုဘူးဗမာလိုပဲရေးလို့ရတယ်เนาะဆိုတော့ကျွန်တော်ကဒီမှာဘယ်လိုရေးထားလဲဆိုတော့ Facebook recover with the text ထဲမှာထည့်ခြင်းနဲ့စာ AI နဲ့ recover design ထုတ်ခြင်းပေါ့နော်ဒါလေးကိုကျွန်တော်ဒီလိုလေးရေးလိုက်ပြီးလို့ရှိရင်ကျွန်တော်ထုတ်လိုက်မယ်ပေါ့ဗျာလောလောကူကူပဲသူ creating image လုပ်နေပြီဒါလေးကိုကျွန်တော်တို့ loading time လေးခဏစောင့်ပေးမယ်ကဲနောက်ဆုံးမှာတော့ရပါပြီကျွန်တော်ကို AI ကဒီလိုလေးထုတ်ပေးလိုက်တယ်ကဲဒါလေးကိုကြည့်လိုက်မယ်ဒီမှာကြည့်လိုက်ပါဦး design ကရန်လန်းတယ်ဆိုတော့ကျွန်တော်ဒီနီးလန်းနဲ့ပဲကျွန်တော် cover design တွေကိုထုတ်တယ်ဒီလိုမျိုးမလို့ခြင်းဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာ recycle လုပ်လို့ရတယ် recycle ကဒီမှာ square လား landscape လား story လားအကုန်လုံးရွေးလို့ရတယ်เนาะဒါ story ဆိုလည်း9:60 ratio လဲကျွန်တော်ရွေးလို့ရတယ်ရွေးပြီးတော့ထပ်ထုတ်ခိုင်းလို့ရတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာ9:60 ratio သူပြောင်းခိုင်းလို့ရှိရင်လည်းဒီမှာသူပြောင်းပေးတယ်ဆိုတော့ကဲဒီမှာ AI နဲ့ read cover design ထုတ်ခြင်းဘာညာ share လန်း cover မျိုးကိုအချိန်တူတက်နဲ့ AI နဲ့ပဲထုတ်လိုက်တယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော် read cover တွေနဲ့ design တွေဘယ်လိုလုပ်လဲဆိုတာကိုမသိသေးတဲ့ညီကိုတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်သိပြီးသားသူတွေအတွက်ကတော့ minor ဆိုပေမဲ့မသိတဲ့သူတွေသိသွားအောင်ကျွန်တော် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ page နဲ့ channel လေးကိုလည်း like and follow subscribe အကုန်လုံးလုပ်သွားပေးခဲ့ပါဦးနောက်ထပ်သိချင်တာလေးရှိရင်လည်း comment မှာမေးလို့ရပါတယ်ကျွန်တော်
ပြန်ဖြေပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်